ဥရောပရဲ့ခန်းစစ်အကောင်းဆုံးအသင်းဖြစ်နေတဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါ MN Football News ကနေကြိုဆိုလိုက်ရပါတယ်။ Premier League အာဆင်နယ်အသင်းကတော့ဥရောပရဲ့ထိပ်တန်းအသင်းတွေထဲမှာခန်းစစ်အကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေခဲ့ပါတယ်။စနေနေ့ညမှာကစားခဲ့တဲ့ဖူဟန်အသင်းနဲ့ Premier League ပွဲစဉ်မှာတကူအခုမရှိနဲ့အနိုင်ရခဲ့ပြီးနောက်မှာတော့အာဆင်နယ်အသင်းဟာဒီရာသီပြိုင်ပွဲတုံ17ပွဲကစားခဲ့ရမှာကလင်းရှစ်10ပွဲအထိရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာပြိုင်ပွဲတုံ17ပွဲမှာ3ဂိုးသာပေးထားခဲ့ရတယ်လို့ပေးလိုက်ရတဲ့ဂိုးတွေကလည်းလီဗာပူး၊မန်စီးတီးနဲ့နယူကာဆယ်အသင်းတို့လိုနာမည်ကြီးအသင်းတွေနဲ့ပွဲစဉ်တွေမှာသာဖြစ်နေတာကြောင့်လည်းအာဆင်နယ်အသင်းရဲ့ခံစစ်ကိုပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာပရီးမီးယားလိမှာ10ပွဲကစားရပြီး6ပွဲနိုင်၊1ပွဲတည်၊1ပွဲရှုံး၊ရာဂိုး15ဂိုးပေးဂိုး3ဂိုးသာပေးခဲ့ရတယ်လို့အမှတ်ပေးစရာရဲ့အဆင့်1နေရာမှာလည်းရပ်တည်နေခဲ့တာဖြစ်ပါတယ်။